ဒီကဘာကရုံမှာရေကအသက်ထက်ပိုတန်ဖို့ရှိပါတယ်တကယ်ကိုချမ်းသာကြွယ်ဝတဲ့ဗထေးတွေပဲဇင်ခံအချိုးရေးဖြစ်တဲ့ရေခဲကိုလာတစ်ခွက်ကိုတောက်သုံးနိုင်ပါတယ်ရေခိုးတဲ့သူတွေကိုတော့ဖန်သားတစ်တာတဲ့ထည့်ပြီးသူတို့ကိုခန္ဓာတွေကရေတက်တွေအကုန်လုံးခန်းချုပ်တော့အောင်နေဘူးလန်းကြပါတယ်နေဘူးလန်းထားတဲ့တဲပင်ဟာသူတို့ရဲ့နောက်ဆုံးအဆုံးတန်နေရပါပဲဒီမှာသူရလို့ခေါ်တဲ့စပင်ဖြူအမျိုးသားတဦးဟာဒီလိုကြေကွဲပွဲရအခြေအနေကိုလုံးဝဂရုမစိုက်ပါဘူးသူဝယ်လာတဲ့လက်ဆက်တဲ့ strawberry tea ကိုတောက်ခတ်ထားတဲ့တစ်တာတွေကနေထုတ်ယူပြီးအနီးဆုံးတစ်လုံးကိုရွေးစားလိုက်ပါတယ်။ချုံမြင်ပြီးအရေးရွှေတဲ့အရာသာကပါဇက်ထဲမှာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်။ဒါဟာဒီ၆တွေ့နေတဲ့ကဘာကိုစိတ်ကြည်လိုက်တယ်လို့ပါပဲ။ဘာလို့လဲဆိုတော့ဒီ strawberry tea တဘူးရဲ့ဈေးဟာတာမန်လူတစ်ယောက်ရဲ့တသက်တာစူးစမ်းရုန်းကန်မှုနဲ့ညီမြောက်လူပါ။ရေအရေးမြစ်ရှားပါမှုကြောင့်ဒီနေရာဟာအဓိပ္ပာယ်မဲ့ပြီးခေါင်းနဲ့ကန်ဒရာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။လူသားပဲဖြစ်ဖြစ်တခြားသက်ရှိတွေပဲဖြစ်ဖြစ်ရေအတွက်သူတို့ရဲ့နောက်ဆုံးအားကိုအကုန်ထုတ်ပြီးတိုက်ခိုက်နေကြပါတယ်။ဖာလုံအိမ်တွေထဲမှာဖန်ဆီးခံထားရတဲ့ရေခိုးသူတွေကိုလည်းနေရာတိုင်းမှာတွေ့မိနိုင်ပြီးသူတို့ရဲ့မျက်လုံးတွေဟာမျောလင်းချက်ကိန်းမဲ့နေပြီးတေးဆုံးခြင်းကိုချက်ချင်းရင်ဆိုင်ရတော့မဲ့ပုံပေါ်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရအတွက်တော့ဘလို့ခန္ဓာစိန်ခံမှုမဆိုဟာတာမန်ကိစ္စပဲဖြစ်နေခဲ့ပါတယ်။သူကအန်နီယနဲ့လူးဆက်တွေပြည်နေတဲ့မှောင်ကိုဆေးကိုဝင်သွားပြီးမှောင်ကြီးကနေလိုက်ကြည့်နေတဲ့မျက်လုံးတွေကိုလုံးဝဂရုမစိုက်ပါဘူး။ခေါင်းကြီးနီးပိုက်ပူနေတဲ့ဆိုင်ရှင်စီကနေဈေးကြီးတဲ့ပစ္စည်းတွေပဲဝယ်ယူခဲ့ပါတယ်။ဆိုင်ရှင်ဟာမှောင်ကိုဆေးမှာနာမည်ကြီးတဲ့ဈေးရောင်းသမားတစ်ယောက်ဖြစ်ပြီးတိတ်မှာပတ်စံအလုံးလောက်ရှိရင်ဘယ်ပစ္စည်းမဆိုသူကအရအောင်လုပ်ပေးနိုင်ပါတယ်။သူရဟာကဘာမြေကနေလာတဲ့စိန်ခံပစ္စည်းမျိုးကိုဝယ်လိုက်ပါတယ်။ပတ်စံရှိတဲ့သူတွေဟာဘဲကဘာမှမဆိုစံပြတဲ့ဆွဲဆောင်မှုမျိုးရှိနေခဲ့ပါတယ်။သူရမှာတော့ပတ်စံရှိရတော့မဟုတ်ဘူး။ဘယ်သူမှမသိသေးတဲ့လူရှက်တဲ့အချက်လည်းရှိနေပါတယ်။အဲ့ဒါကတော့တန်ကိုသေးနှခေါင်းရှိတဲ့ရေနဲ့လဲနိုင်တဲ့စုငွေအတွက်ဖမ်းဝက်ရန်ထုတ်ခံထားတဲ့သူဖြစ်နေတာပါပဲ။သူဟာစိန်ခံပါတဲ့တစ်ခုတည်းဝင်ပြီးရေခဲကိုလာတစ်ခွက်ကိုမှားလိုက်ပါတယ်။လဲချောင်းထဲကိုစီးဝင်သွားတဲ့အေးမြတဲ့ခန်းစားချက်ကိုခန်းစားဖို့စူးစမ်းနေတုန်းမှာပဲအရေးထဲကမျက်လုံးတွေဟာသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ပါတယ်။ချက်ချင်းစိတ်နဲ့အနှုံရှက်ဖြစ်စရာခန်းစားချက်ကလျှက်စီးလိုဖြတ်ပြေးသွားခဲ့ပါတယ်။လူ၃ယောက်ရဲ့မျက်လုံးတွေဟာအိပ်ဆက်နေပါတယ်။သူတို့ဟာနာမည်ကျော်ကျေးစားမှုဆို၃ယောက်ဖြစ်ကြပါတယ်။သူတို့၃ယောက်ရဲ့ပေါ်လာမှုဟာအသေးအကျေတိုက်ပွဲတစ်ခုရဲ့အစပဲဖြစ်ပါတယ်။တယောက်ယောက်ကမင်းရဲ့အသက်ကိုဈေးကြီးကြီးပေးထားတယ်လို့အဲ့ဒီအမျိုးသမီးကရန်တော်တဲ့လေတန်းနဲ့စပြောလိုက်ပါတယ်။သူရရဲ့တိုက်ခိုက်မှုကအယမ်းမြန်ပါတယ်။ရှိုးထွေးမှုတွေကြားထဲမှာကျေးစားမှုစုတယောက်ကသူရရဲ့ညာလက်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။တယောက်တည်းဖြစ်တာကြောင့်အင်အားကကန့်သက်ချက်ရှိပြီးလူများစွာကိုတိုက်ခိုက်မှုကခက်ခဲပါတယ်။သူရကအန်ဒီရများတဲ့အခြေအနေကိုရောက်ခဲ့ပါတယ်။ကျေးစားမှုစုကလည်းသူ့တနက်ကိုကြီးထပ်ဖြစ်ပြီးအပီးသက်ဖို့ပြင်ဆင်လိုက်ပါတယ်။သူရကိုကူညီခဲ့တဲ့သူရဲကောင်းကအမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူရလည်းဒီသူစိမ်းမျိုးသမီးကဘဲကလာတယ်ဆိုတာကိုမသိခဲ့ပါဘူး။ဒီအချိန်မှာအထူးဆန်းဆုံးအချက်ကတော့သူရရဲ့အင်ဂျီလက်မှာအနီဆုံးနေစွန့်ပေးနေပေမဲ့လည်းသူကအေးအေးဆေးဆေးပဲစီးနှင်းလိုက်ပါတယ်။ခြေလက်အင်္ဂါတွေပြတ်သွားတာကပုံမှန်ကိစ္စလေးတစ်ခုလိုပါပဲ။ကြီးလိုက်ရရင်တော့အခြေအနေကတင်းငီနေရတယောင်ရှိပြီးသူရဟာအနေကသူ့ဘင်းကအမြဲတမ်းရှိနေတယ်လို့သိနေခဲ့ပါတယ်။ဒါကြောင့်သူနဲ့အမျိုးသမီးတို့မျက်လုံးရင်းစုံပြီးလမ်းခွဲခဲ့ကြပါတယ်။ဒါပေမဲ့လူအောက်ထွေမှာဖုန်းကောက်နေတဲ့နောက်ထပ်ကျေးစားမှုစုံနှစ်လောက်ကသူ့ကိုအနီးကစောင့်ကြည့်နေခဲ့ပါတယ်။သူရောက်ကတော့ဒီအကြောင်းတွေကိုလုံးဝမသိခဲ့ပါဘူး။သူကရေပြေရဲ့ရိုးစုတစ်ခုတည်းပြီးမှအေးစစ်စစ်ထိုင်ပြီးသူပါလာတဲ့အစားအစာအချို့ကိုမိဖို့မှကင်းလိုက်ပါတယ်။အချိန်ဟာညဘက်ရောက်သွားခဲ့ပြီးတက်ရှိအကုန်လုံးကအစာရှာဖို့အတွက်နိုးလာခဲ့ပါတယ်။သူရကရုတ်တရက်ခြေတံတချို့ကိုကြားလိုက်ပါတယ်။သူထင်မထားခဲ့တာကသူ့ကိုကူညီခဲ့တဲ့အမျိုးသမီးကမှောင်ကိုဈေးကနေသူ့နောက်ကိုလိုက်လာခဲ့တာပါ။သူဟာမိဖို့ကနေထွက်နေတဲ့အပြာတုံမီကိုတိတ်ဆိတ်နေကြည့်နေပြီးစကားပြောဖို့အချင်ရကောင်းကိုစောင့်နေပုံရပါတယ်။သူရကသူ့ရှေ့မှာတရဲကိုကြည့်ပြီးတိတ်ဆိတ်မှုကိုအရေးချိုးပြက်လိုက်ပါတယ်စိတ်မကားပါဘူးငါကအဖို့မပါဘဲနေတာကြနေပြီရပါတယ်ကျမဘိုက်မစားဘူးဒါပေမဲ့ကျမရှင်တဲ့တူခရီးသွားခြင်းနဲ့တကယ်တော့သူ့ရမှာအလွန်အားကောင်းတဲ့ပြန်လေကုသခြင်းစွမ်းရည်ရှိနေခဲ့ပါတယ်ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းပဲထိခိုက်ပျက်စီးသွားပါစေသူကအိတ်မြောက်လို့ပဲပြန်ပေါက်နိုင်ပါတယ်ဒီလိုထူးခြားတဲ့စွမ်းရည်ကသူ့ကိုထာဝရအသက်ရှင်တန်လို့တဲ့စန္ဒကိုပေးစွမ်းလိုက်တယ်လို့ပါဒါကြောင့်အာကာသမှာရှိတဲ့အင်္ဂါစုတွေဟာသူ့ကိုဖမ်းပြီးသူတည်တနာလှုပ်ချင်ခဲ့ကြတယ်
ဈေးအကြီးဆုံးစုကြီးတွေတောင်ပေးပြီးလိုက်ဖန်ခဲ့ကြပါတယ်ဒီအမျိုးသမီးရဲ့နာမည်ကချောစုဖြစ်ပြီးသူကကဘာမြေထောက်လိုင်းရေးအဖွဲ့ရဲ့အေဂျင့်တစ်ယောက်ဖြစ်ပါတယ်ချောစုကစိုးရင်ပူပန်နေလေတဲ့နဲ့ငါနဲ့အတူကဘာမြေကိုပြန်မပဲဒီအင်အားစုတွေရဲ့လိုက်လံဖန်ဆီးမှုကနေလွတ်မြောက်နိုင်မယ်လို့ပြောခဲ့ပါတယ်မဟုတ်အေးမင်းကစမ်းသက်ခံနေမှာနမူနာပစ္စည်းတစ်ခုဖြစ်လာလိမ့်မယ်ဒီကဘာပြင်ပမှာပိုကောင်းတဲ့အနာဂတ်ရှိနေသေးတယ်လို့ဆက်ပြောခဲ့ပါတယ်သူရလာပြန်မဖြစ်ခဲ့ပါဘူးဘာလို့လဲဆိုတော့ယုံကြည်မှုဆိုတာစိန်ခံတဲ့အရာတစ်ခုဖြစ်နေလို့ပါဒီအချိန်မှာဝေးလာတဲ့မိုးကုတ်ဆက်ဝိုင်းမှာအနီးအလင်းရောင်တွေထပ်ပေါ်လာပြီးလေတူကအသက်ရှူရခက်လောက်အောင်ခြောက်သွေးလာခဲ့တယ်လင်းသားတွေဟာလည်းရေဓာတ်မဆုံးရှုံးဖို့အတွက်သူ့ရဲ့အတောင်ပန်တွေကိုခေါင်းပေါ်မှာအုပ်လိုက်တာတွေ့ရပါတယ်သူ့ရကပိုးကောင်တွေရဲ့အခွင့်နဲ့ပြုလုပ်ထားတဲ့တဲကိုဖွင့်ပြီးသူတို့နှစ်ယောက်အတွက်ယာယီအမိုးအကာတစ်ခုဖန်တီးလိုက်ပါတယ်ဒီတဲကရိုးရှင်းပေမဲ့နျူကလ িয়ার စွမ်းရည်သုံးအေးအေးခံဆက်ပါဝင်တာကြောင့်သူတို့နှစ်ယောက်ကိုအပူပြင်းတဲ့အပူလိုင်းတန်ကနေအပူလောင်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်ပူပြင်းတဲ့အပူလိုင်းကိုနှစ်ယောက်သားအေးအေးဆေးဆေးချက်တမ်းမင်းတော့သူရကဘသူ့ကမှမပြောဘူးသေးတဲ့နေရာကိုချောစုကိုခေါ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအရန်ခေါင်းနဲ့6ကမ်းပါးကိုဖျက်ကျော်ပြီးပတ်ဝန်းကျင်ရဲ့အပြည့်အစုံတွေဟာလူကိုအသက်ရှူချက်အောင်ဖြစ်နေရတယ်အကြကြီးလမ်းလျှောက်ပြီးနောက်မှာတော့လွှင့်ရဝတ်တောင်တစ်ခုမှရက်လိုက်ကြတယ်အဲ့ဒီနေရာမှာပြင်ဆင်ထားတဲ့ကြောက်တကားတစ်ခုဖုံးကွယ်ထားပါတယ်သူ့ရကကျွမ်းကျင်စွာဖွင့်လိုက်တော့လွှင့်ရဝတ်နေရာတစ်ခုကချောစုရှေ့မှာပေါ်လာခဲ့ပါတယ်သူ့ရကိုယ်တိုင်ပြုလုပ်ခါတဲ့လေကားကတခြားကဘာတစ်ခုကိုဦးတည်နေတယ်လို့ပါပဲလေကားကအပေါ်ရောက်လာတယ်မှာချောစုကဒီနေရာမှာအပင်ချိုးပေါက်နေရာကိုတွေ့ပြီးအံ့ဩသွားပါတယ်ဒီလိုကဘာပြနေတဲ့ကန်တာရီထဲမှာဒီလိုလှပြီးတိုက်ရှိတဲ့နေရာတခုပုံအောင်နေတယ်ဆိုတာကိုမယုံနိုင်တဲ့ပါဘူးအံ့ဩစရာကောင်းတဲ့အချက်ကတော့တေးသေးလေးနဲ့ကြည်လင်နေတဲ့ဆန်းချောင်းလေးကလေးအလားမကန်မှစီးဆင်းနေခဲ့ပါတယ်ဒါကဒီကဘာပြက်မှာအရှားပါဆုံးအရင်းမြစ်တစ်ခုတည်ပြီးဒီနေရာမှာတော့အဆုံးမရှိတောင်းနိုင်ပါတယ်6ကန်ပါဘော်ကလာတာပုံကျွေးကြည့်ကလေးအပြင်ကကန်တာရီပုံရည်နဲ့လုံးဝစန့်ကျင်ဖြစ်နေပါတယ်သူ့ရကအေးအေးဆေးဆေးပဲရှိနေပါတယ်ဒီနေရာကသူ့အတွက်ခိုးလုံရင်တစ်ပြေးပြင်ပကဘာနဲ့သူ့ကိုခြားနာထားတဲ့နောက်ဆုံးခံတိုင်ဖြစ်ပါတယ်။သူကနေဝင်ကြိုင်မှာထိုင်ပြီးကဘာမြေကနေဝေလာတဲ့ဇိမ်ခံပစ္စည်းကိုဖွင့်လိုက်ပါတယ်။အနီစထရောဘယ်ရီသီးတွေကနေဝင်ကြိုင်အလင်းရောင်မှာတောက်ပနေပါတယ်။သူကစထရောဘယ်ရီသီးကိုပါဇက်ထဲဖြည်းဖြည်းလေးထည့်ပြီးအရသာကိုခန်းစားလိုက်ပါတယ်။ဒီအချိန်မှာပဲချောစုကရေချိုးပြီးသူ့ရရှိကိုလာခဲ့ပါတယ်။သူ့ရဟာနေ့တရာကျော်လောက်တယောက်ထဲနေလိုက်ရတာမယုံနိုင်စရာပါ။သူကအစွမ်းထပ်ပေမဲ့နေ့တရာကြာထိအထီးကျန်မှုကိုခံစားခဲ့ရတာဖြစ်ပါတယ်။သူကအများကြီးမြင်ခဲ့ရပြီးအများကြီးလည်းကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။သူ့ကိုကဘာမီကိုပြန်ခေါ်သွားခြင်းရင်သူ့ကိုစိတ်ထဲမှာထိခိုက်မှုရှိမဲ့အချက်တစ်ခုကိုရှာဖွေလို့တဲ့ဆိုတာကိုချောစုနားလည်ခဲ့ပါတယ်။ဒါကြောင့်ချောစုအားသူ့ရဲ့ဉာဏ်ပညာနဲ့အတွေ့အကြုံအလုံးကိုအသုံးပြုပြီးသူ့ကိုယုံကြည်အောင်အစွမ်းကုန်စ조사ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကဘာကသူ့ကိုလိုက်လံဖန်ဆီးမှုတွေကနေအားကောက်ပေးနိုင်တဲ့ခိုးလုံရင်ဖြစ်တဲ့ဆိုတာကိုချောစုပြောခဲ့ပါတယ်။သူကချောစုကိုယုံကြည်မလားချောစုလည်းမသိရပါဘူး။ဒါပေမဲ့ဒီနေ့ညကအရေးကြီးဆုံးညဆိုတာကိုတော့ချောစုသိနေခဲ့ပါတယ်။ဒါပေမဲ့မနက်2 နာရီခွဲရောက်လာတဲ့ခါမှာတော့အိမ်မော်ကြနေတဲ့ချောစုကိုနှလုံးရှင်တစ်ခုကရုတ်တရက်နှိုးလိုက်ပါတယ်။သူအလန်တကားနှိုးလာပြီးစောင်းကြီးရဲ့စကရင်ကိုအလန့်တကန်ထွားကြည့်ပါတယ်။ဂျေးမုံမ9ယောက်ကတိတ်ဆိတ်နေပြီးဒီချောက်ကိုဝမ်းထားနေပြီးဆိုတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေဟာလင်းမြန်ပြီးလူတိုင်းကလက်နက်အပြည့်နဲ့ပါအမျိုးအသိတွေကြောင့်လည်းလေတုကခြောက်ချားနေပါတယ်။ဒါကတကယ်ခက်ခဲတဲ့တိုက်ပွဲဖြစ်လာမယ်ဆိုတာကိုချောစုချက်ချင်းနားညည်လိုက်တယ်။ဒါပေမဲ့တီချားစီလှုပ်ရှားနေတဲ့ကျေးစားမုတ်ဆိုးတွေဟာသူတို့ရဲ့အမောင်တွေမှာပုံခိုနေပြီဆိုတာကိုမသိခဲ့ကြပါဘူး။သူ့ရဲ့အေးဆက်တဲ့မျက်လုံးတွေကသူတို့ရဲ့လှုပ်ရှားမှုအားလုံးကိုကြည့်နေခဲ့တယ်။လေအေးတစ်ချက်တိုက်ခတ်လိုက်တဲ့အချိန်မှာပဲပထမဆုံးကျေးစားမှုအဆိုးဟာတိုက်ဆိတ်စွာပဲလဲကျသွားခဲ့တယ်။ကြန့်ရှိတဲ့အဖွဲ့ဝင်၄ယောက်ဟာဘာတည်းမှမရရှိတော့တဲ့အတွက်ချက်ချင်းပဲတတိထားလာခဲ့တယ်။သူတို့ဟာတိုက်ခတ်ရေဖြူဟာဖြန့်ကျက်ပြီးသူရိယာရဲ့အရေးအယောင်ကိုရှာဖွေခဲ့ကြတယ်။လူတိုင်းဟာလက်ချောင်းတွေကိုတနက်မောင်ပေါ်တင်ထားပြီးမျက်လုံးထဲမှာစိတ်လှုပ်ရှားနေတဲ့အမှုရာတွေပေါ်နေပါတယ်။သူရိယာဟာအမောင်ထဲကနေရုတ်တရက်ခုန်ထွက်လာပြီးတိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့တစ်ဖက်လူရဲ့တောင်းပြန်မှုကအယမ်းမြန်ပြီးဘေးကိုလှည့်လိုက်တာမို့အသက်အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုကိုရှောင်လိုက်နိုင်ခဲ့တယ်။ အေးဆက်တဲ့လက်သေးနှံမဲ့ခြေထောက်တံလေးကလေထဲမှာဆူညံနေခဲ့တယ်။
ညနေချင်းဆိုင်ကရန်သူဟာတေချာပေါက်ပေါ့တန်သဘောထားလို့မရဘူးဆိုတာရှင်းပါတယ်သူကလင်းမြန်ပြီးတူရီယာနဲ့လက်ရည်ထိမကွာချပါဘူးဒါပေမဲ့တူရီယာကခွန်အားပိုကောင်းပြီးသူ့ရဲ့တိုက်ခိုက်မှုတွေဟာပိုပြီးအန္တရာယ်ရှိပါတယ်သူ့ကိုနိုင်ခါနီးမှာပဲတတိယမြောက်ကြီးစားမှုဆိုဟာအချိန်မီရောက်လာချေတယ်ပြောရရင်ဒီလိုအခြေအနေမျိုးမှာတနက်မပြစ်တင်ပါဘူးဒါအပြင်အဲ့ဒီမင်းကလေးကအဲ့ဒီလူရဲ့စီးစက်ထားတဲ့သူလေးဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူကစူကြီးအထက်စီးစက်ထားတဲ့သူရဲ့အသက်အန္တရာယ်ကိုတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့တနက်ကြီးတွေကတူရီယာကိုမထီပဲထွက်ပြေးသွားခဲ့တယ်သူကသူ့ချစ်သူရဲ့အသက်ကိုတူရီယာလက်ထဲကိုပဲထည့်လိုက်တယ်အဲ့ဒီအချိန်မှာတူရီယာတခြားတစ်ဖက်ကိုရောက်နေခဲ့ပြီသူကအမောင်လိထဲကနေတနက်မြောက်ပြီးမလန်းမကန်းကအိမ်ညာမှုဆိုးကိုကစ်လိုက်တယ်ဒါပေမဲ့မထင်ထားတာကတော့အဲ့ဒီတနက်ကြီးကပြစ်မှလွဲသွားခဲ့တယ်တူရီယာဟာအိမ်ညာမှုဆိုးကြောင့်ပြင်းထန်စွာနိုင်ငံရရှိပြီးမြေပြင်ပေါ်မှာလဲကျသွားခဲ့တယ်ပြင်းထန်တဲ့နာကျင်မှုကြောင့်သူ့လူရှားနိုင်စွာမရှိတော့ပါဘူးအိမ်ညာမှုဆိုးကတူရီယာကိုခေါ်သွားပြီးအစီရင်ခံဖို့ပြင်ဆင်နေခဲ့တယ်ဒါပေမဲ့သူကတူရီယာရဲ့သူ့ဘာသာပြန်လဲကောင်းမွန်နိုင်စွာကိုရှော့တော့ခင်နေတယ်တူရီယာရဲ့ခန္ဓာအော်ဟာအစကနေပြန်ကောင်းသွားပါပြီတရားရင်းဟာအံ့အားစကောင်းတဲ့အရှင်နဲ့ပြန်ပြေးသွားနိုင်တယ်ဒီအမားတစ်ခုကပဲအိမ်မြောက်မှုဆိုရဲ့အသက်ကိုဆုံးရှုံးစေခဲ့တယ်တူရီယာရဲ့တရားတွေကခီးခီးချင်းကောင်းနေတော့မှပဲနောက်ဆုံးကျေးစားမှုဆိုတယောက်ဟာတူရီယာရဲ့အနာကိုရောက်လာခဲ့တယ်ချောစုကအချိန်မီလာရောက်ကူညီခဲ့ပါလေဒါပေမဲ့ပိုးကိုဖန်တဲ့ပရချိတ်နဲ့ထဲမှာစာကလေးငယ်တဲ့ရှိနေတယ်လို့မျိုးကျေးစားမှုဆိုလေးယောက်ရဲ့ခေါင်းဆောင်ကလည်းအချိန်ကြီးကိုလျှို့ဝိုင်းဆောင်ကြည့်နေခဲ့တယ်သူကဒီအချိန်မှာပေါ်လာပြီးလိုချင်တဲ့ကိုယူမယ်လို့စဉ်းစားခဲ့တယ်ချောစုကလည်းအချိန်မီလာရောက်ကူညီခဲ့တယ်တူရီယာခက်ခက်မောင်းကြည့်လိုက်တဲ့အခါမှာချောစုရဲ့လက်မောင်းကအသွေးသားနဲ့လှုပ်ထားတာမဟုတ်ပဲအထူးတထူးတစ်မျိုးနဲ့ပြုတ်လှုပ်ထားတာကိုတွေးလိုက်ရတယ်ချောစုကတာမန်လူသားမဟုတ်တာသိကြပါတယ်ဒီစိတ်လှုပ်ရှားစဉ်မြင်ကွင်းကတူရီယာကိုဆက်မခံနိုင်တော့ပဲမိမျိုးသွားစေခဲ့တယ်သူနိုးလာတဲ့အခါမှာတော့ကြောက်ကမ်းပါပေါ်မှာရှိတဲ့လူဝိုင်းကူထဲမှာရောက်နေခဲ့ပါပြီချောစုကသူ့ကိုပြောပြတယ်လွန်ခဲ့သောနှစ်ပေါင်းများစွာကသူမပြင်းထန်တဲ့မတော်တဆမကိုကိုကျုံထွေခဲ့ရပြီးဆက်ရုပ်လိုပြောင်းလဲမှာပါအသက်ရှင်နိုင်ခဲ့တယ်အခုတော့ဦးနောက်ကလေးကိုခန္ဓာကိုယ်တစ်ခုလုံးကတိုင်းတင်နီယာနဲ့တတ်ထူးနဲ့ပြုတ်လုထားတယ်လို့ပြောပြခဲ့တယ်သူမရဲ့အရှိန်နဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေဟာလူသားတွေရဲ့ကန့်သက်ချက်ထက်အများမင်းမာတယ်လို့ပြောပြခဲ့တယ်ဒီအချိန်မှာတူရီယာကကဘာပေါ်မှာနီးပညာတွေဟာအငေါစရာအထိတိုးတက်လာပြီဆိုတာကိုသိရခဲ့တယ်သူရဲ့လျှို့ဝိုင်းကအမြဲတမ်းဘေးကင်းချီမှာမဟုတ်ပါဘူးဒါကြောင့်သူကချောစုနဲ့အတူကဘာကိုပြောင်းသွားဖို့ဆုံးဖြတ်ခဲ့တယ်ချောစုပြောသလိုအဲ့ဒီနေရာကတကယ်လို့သူ့ညတခုတည်းလားခိုးလုံညာထက်နိုင်တယ်အဲ့ဒီချိန်မှာပဲအကြီးချမ်းစိန်ဝင်တစ်ခုနှစ်ခုကပွေဖက်လိုက်ကြတယ်သူတို့တော့ဆုံးပြောနေတာကလှပပြီးအားကျစရာအနာဂတ်တစ်ခုပါ